I would like to express my heartfelt gratitude to Mr. Chantanel, a former Myanmar political prisoner who is deeply respected and admired by the international academic community. I am profoundly thankful for receiving a appreciated copy of his book, The Best Laid Plans, personally signed by himself as a memento for me. Sent all the way from Australia, thousands of miles away. This book holds immense significance for the history of Myanmar's revolution. For those of us in the revolutionary territories, it feels as though it shares strength, conviction, inspiration, and ideas with us. I will read it diligently and with great care. I'll also extend my sincere appreciation to each and every friend who helped connect it and deliver this book to me through the dedicated efforts. Thank you all with the utmost respect. အခုဒီ best laid plan စာအုပ်လေးကိုရေးသားပြီးတော့တခုတည်းကလက်မှတ်ထိုးပြီးကျွန်တော်ထံကိုပေးပို့တဲ့ Mr. Chantanel ကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော်တို့ရှိတဲ့ဒေါ်လာရင်းနယ်မြေ area အထိကိုဆင်ကဲပေးပို့တာလားနဲ့ချီကြာမြင့်ခဲ့ပါတယ်ကျွန်တော်ရှိကိုဒီခု April first week 2025ကျမှရောက်ရှိလာတာဖြစ်ပါတယ်ကျွန်တော်ဒါဟိုတခုတည်းကဒလီစားအရှုလေ့လာပါမယ်အဲ့တော့ဒီစာအုပ်လေးကိုကျွန်တော်ရှိကိုပေးပို့တဲ့ Mr. Chantanel နဲ့တဆင်ချင်းစီပါဝင်ပေးပို့တဲ့ဦးကျော်လိုင်း Australia ကပေါ့ကိုမရန်ဦးနော်ဟိုကိုကင်းနဲ့ပါဝင်ဒီထိုင်းဆင့်ပေါ့ဂျားတဆင့်ခံစင်ကဲတေပို့ဆောင်ပေးခဲ့ကြတဲ့မိတ်ဆွေဒူးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ပြီးတော့လည်းအခုလိုမျိုးအတိတ်ပဲရှိတဲ့ကူညီမှုတွေကိုနိုင်ငံကအတိုင်းဝိုင်းနဲ့ပညာရှင်တွေရှိကနေထပ်မံပံ့ပိုးရရှိအောင်တန်တမာရေးနီလန်းရစီပွားရေးနီလန်းရစီးရေးနီလန်းရနောက်ဆုံးနိုင်ငံအသွင်ကူးပြောင်းတည်ဆောက်ဖို့အတွက်လိုအပ်တဲ့ကြားနာတေချာတဲ့နှစ်တူနှစ်ရှည်စီမံကိန်းတွေရေးဆွဲဖို့ရှုထောင့်တွေအရာအားလုံးခုကလေးကဟန်ချက်ညီချိတ်ဆက်ပြီးတော့လိုအပ်ဆုံးအရာကိုအရေးအကြီးဆုံးဖြစ်တိမှတ်ပြုပြီးတည်ဆောက်နိုင်ကြပါစေလို့နိုင်ငံတကာရောက်မိတ်ဆွေအားလုံးကိုလေးစားစွာနဲ့ပန်ကြားအပ်ပါတယ် Mr. Chantanel ကျေးဇူးတင်ပါတယ်ဗျနိုင်ငံရေးကျင်းသားဖြစ်ခဲ့ဘူးတဲ့လူတစ်ယောက်အနေနဲ့ထောင်ထဲကိုဝင်ငါထွက်ကနဲ့9နှစ်လောက်နေခဲ့ဘူးတဲ့ကျွန်တော်အနေနဲ့ Mr. Chantanel အပါအဝင်နိုင်ငံသားဖြစ်ပေမဲ့မြန်မာပြည်အရေးကိုတောင်းစဉ်တရားနဲ့စူးစမ်းအထောက်ပေးကြတဲ့ပညာရှင်တူဦးကြီးတွေတိုင်းကိုနိုင်ငံရေးအကျဉ်းသားအဖြစ်ဖမ်းဆီးနှိပ်စက်ခံခဲ့ရဘူးတဲ့လူတူးချင်းစီတိုင်းကိုကျွန်တော်တို့နဲ့နှဆိုင်စွာကျေးဇူးတင်ပါတယ်ရှေ့ဆက်ပြီးတော့လည်းမိမိရဲ့လူသားတန်ဖိုးနဲ့ကဘာကြီးမှာအတူရှင်တွဲလူလာဖြစ်ခိုက်ပါဝင်ကူညီခွင့်ရတဲ့ခွင့်ရေးကိုတုံးချပြီးကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ဝမ်းနဲ့ကြေကွဲပွဲရာအခြေအနေစိုးတွေကနေလွန်မြောက်အောင်နဲ့ပျော်ရွှင်တာယာဝါပြောတဲ့နိုင်ငံတော်တစ်ဖြစ်တည်ဆောက်ခွင့်ရအောင်ဝိုင်းဝန်းကူညီပေးနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်